ကျွန်တော်ခုဂျပန်မှာဝယ်ထားတဲ့မြန်မာငွေနဲ့ဆို8သိန်းကျော်လောက်ရှိတဲ့စပိန်ကိုပြပြီးမှကျွန်တော်စပိန်ဘာလို့8သိန်းလို့ပြောလဲဆိုတော့ဒါကကျွန်တော်မြန်မာငွေနဲ့လဲပြီးဝယ်ထားဆိုတော့မြန်မာငွေနဲ့ဆိုများတယ်ပြောရမယ်ဒါပေမဲ့မစိုးပါဘူးတင်မလားစပိန်ကတော့ဒါ900cc ပဲရှင်းရှင်းလေးပဲဗျာပုံစံကတော့ဖင်တိုင်းကုန်ဖင်တိုင်းကုန်ကတော့ကျွန်တော်အစွတ်လေးပဲတတ်ထားတာလို့ထင်တယ်သူတော့ချစ်စရာလေးပါပဲရှင်းရှင်းလေးပဲဗျာစပိန်ကတော့စီးလို့လည်းကောင်းတယ်မိတ်ကတော့ဘာတင်လဲမိတ်ကတော့မိတ်တို့ရင် China ပါပဲဘာလို့ဈေးပေါ်လို့လေဒီဈေးနဲ့ကတော့ဂျပန်မိတ်မရတယ်ဒါမှလည်းမစိုးပါဘူးဒီအစ်စ်ဝယ်တာရဲ့ကောင်းတဲ့တစ်ချက်ကတော့တင်မလားအေးဆေးပြစိတ်ချလက်ချစီးရတာအစီတာယာတွေကစဘဲနေရာမှာစိတ်ပူကြမလို့အဲ့ဒါတခုတော့ကောင်းတယ်စက္ကန့်မှဆိုတော့ဗျာဒီထက်ကောင်းတယ်ရဒါပေမဲ့အစ်စ်ကတော့ဒီထူးစိတ်ချရတာဂျပန်ဝင်နေဆိုတော့2000ကျော်ပဲဝယ်စားကတော့ကျွန်တော်ဒီဟာတော်တော်များတယ်ထင်တယ်ဗျာဂျင်းတဲ့ခံလိုက်ရပြီဘာညာထင်တယ်မဟုတ်ဘူးဘာလို့လဲဆိုအခုဗျာကျွန်တော်ဂျပန်ဝင်ငွေရတော့ဗျာဒီတစ်လ2300ဆိုအေးဆေးဝယ်နိုင်တဲ့ပမာဏဖြစ်တယ်ဗျာဒီမှာဝယ်တာကောင်းတဲ့ချက်ကဗျာအကုန်လုံးပါပေးတာမီးတွေရောစရအကုန်လက်တင်စီးအောင်ပဲဘာမှမလုပ်အဲ့ဒါတခုတော့မိုက်တယ်ဟောလို့ဒီမှာစီကံနဲ့ကြီးတာဆိုတော့အေးချိုးရဒီမှာတဲနေဒါပြီးရင်ကျွန်တော်ဆိုင်ကယ်ဝယ်ဖို့တော့လုံးနေဆိုင်ကယ်လေးဖြည်းဖြည်းချင်းတော့ဝယ်နိုင်ဖို့မျိုးလေးပါတယ်